ဒီစားတောက်ဆိုင်ကတကယ့်ကိုထူးထူးခြားခြားရှိလာတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဝန်ထမ်းအမျိုးသမီးလေး hostess ကဖောက်တယ်တွေကိုမိဖို့ချောင်းတဲ့အထိအမြဲတမ်းလမ်းပြခေါ်ဆောင်သွားလိရှိပါတယ်။သူတို့တွေပြန်ထွက်လာတဲ့အခါမှာတော့လူတိုင်းကတွားရည်ကြချင်စရာကောင်းတဲ့ဘာကာပကန်းတွေကိုကိုစီကင်လာကြတာကိုတွေ့ရပါတယ်။တရက်မှာတော့ကျွန်တော်နဲ့ကျွန်တော်ဇနီးတို့ဒီစားတောက်ဆိုင်ထဲကိုဝင်သွားခဲ့ကြပါတယ်။တကားဝါကနေခြေလန်းဆလန်းလိုက်တဲ့အချိန်ကစပြီးတခုခုတော့လွဲနေပြီလို့ကျွန်တော်ခံစားလိုက်ရပါတယ်။ကျွန်တော်တို့ဘေးပတ်ဝန်းကျင်ကစားတောက်နေကြတဲ့သူတွေဟာအကြာကြီးငှက်ပြတ်နေကြတဲ့ပုံစံမျိုးတွေပေါက်နေပါတယ်။ကျွန်တော်တို့ကိုဧည့်သည်အစ်စ်တွေမှမြင်သွားတဲ့အခါမှာတော့ဝန်ထမ်းအမျိုးသမီးလေးကတောက်ပတဲ့အပြုံးတွေနဲ့အနားကိုချင်းကပ်လာပြီးမီနူးတွေကိုစိတ်အားထက်သန်စွာနဲ့မိတ်ဆက်ပေးလာပါတယ်။ကျွန်တော်နဲ့ဇနီးကဘာကတခုမလိုက်ကြပါတယ်။ဒါပေမဲ့အကြာကြီးစောင့်နေတာတော့အစားတောက်တွေကဘလို့မှရောက်မလာခဲ့ပါဘူး။အဲ့ဒါနဲ့ကျွန်တော်အိမ်သားသွားကိုလိုလာပါတယ်။စင်ကြလမ်းမှာရှောက်သွားနေတော့စားဖို့မိုးနဲ့တို့ပါလေရော။ဒီလူကြီးကကျွန်တော်ကိုဒေါသတကြီးစိုက်ကြည့်ပြီးမိဖို့ကြောင့်တဲကိုလုံးဝမဝင်ဖို့တတိပေးလိုက်ပါတယ်။ဘာမှမတတ်နိုင်တဲ့အဆုံးကျွန်တော်လည်းကိုယ့်နေရာကိုပြန်လာခဲ့ပေမဲ့စိတ်ထဲမှာမတင်မကျဖြစ်နေကတော့ပို့ပြီးတော့ဆိုးလာပါတယ်။မကြခင်ပါလေဝန်ထမ်းအမျိုးသမီးလေးကဘာကတွေယူလာပေးပါတယ်။ကျွန်တော်ဇနီးကတော့တော်တော်လေးကိုစားနေပြီဖြစ်ပါတယ်။သူကတကိုက်လိုက်တာနဲ့တင်ဒီလောက်အရသာရှိတာကိုအံ့ဩသွားခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဝေခွဲမရပဲဖြစ်နေတော့မှာပဲ။ဇနီးဖေသူကလည်းမြေကြီးကိုကျွန်တော်ကိုတိုက်တောင်းနေပါတယ်။ကျွန်တော်လည်းဂယူးတဆိုင်နဲ့တကိုက်လောက်မြေကြီးလိုက်တော့အဲ့ဒီအရသာမှာချက်ချင်းပဲနစ်မျောသွားခဲ့ရပါတယ်။ဒါပေမဲ့နောက်ထပ်တကိုက်ထပ်ကိုက်ဖို့လုပ်တော့မှာပဲလူစိမ်းအယောက်ကရုတ်တရက်ပြေးလာပြီးကျွန်တော်ဘာကာကိုအတင်းလူယူသွားကတောရိုင်တရိဆန်တကောင်လိုပဲအငန်းအမြတ်စားပစ်လိုက်ပါတော့တယ်။အဲ့ဒီလူကရိုင်းရိုင်းဆိုင်ဆိုင်လှုပ်သွားတာတောင်ကျွန်တော်တိတ်ပြီးတော့အံ့ဩမမိပါဘူး။အဲ့ဒီနေ့ညနေမှာတော့ကျွန်တော်က hot dog နဲ့အာလူးကြော်တချို့ကိုမှာလိုက်ပါတယ်။ဒါပေမဲ့အစားအသောက်တွေရောက်လာတဲ့အခါမှာအာလူးကြော်အတွက်ခရမ်းကျင် sauce ကတ်ချက်မပါလာတာကြောင့်ဝန်ထမ်းအမျိုးသမီးလေးစီမှာသွားတောင်းဖို့အောက်ထပ်ဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့မိဖို့ကြောင့်တကားနားကိုလည်းရောက်ရောကျွန်တော်မတော်တဆကြားလိုက်ရတာကတော့